ဖို့မှာကလာတရားကိုနုပညာပါကိုရဲ့ခံစားမှုများကိုပန်ဒီမှုများသာရေပေါက်ွားကြောက်သားလို့စေခိုင်းမှာမြင့်မြတ်သောအသားရဲ့